ဒီနေ့မှာတော့တိတ်ပံသဘောအရတငယ်ချင်းကောင်းတစ်ယောက်ဖြစ်လာဖို့ဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်ကောင်းလေးတွေကိုပြောပြပေးသွားမှာပါဗီဒီယိုလေးကိုမစတင်ခင်မှာဒီလိုဘဝတုဒ္ဒရပွဲအကြောင်းအရာတွေကိုသိရှိနိုင်ဖို့ကျမတို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးလည်းပြုလုပ်ပေးခဲ့ကြပါအောင်ရှင်ကျမတို့ရဲ့နေ့စဉ်ဘဝမှာတစ်ခါတလေတငယ်ချင်းတစ်ယောက်ကိုအကူအညီလေးတစ်ခုပေးပြီးတာနဲ့ကျမတို့ရဲ့စိတ်ထဲမှာငါဟာတငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပြီလို့ထင်တတ်ကြပါတယ်ဒါပေမဲ့တငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့တိတ်ပံနည်းအရာဆိုရင်ဘယ်လိုလုပ်သင့်လဲဆိုတာကိုပြောပြပေးသွားမှာပါအမေရိကန်စိတ်ပညာရှင်ဂျွန်ကာရှိုးပိုကတော့ကျမတို့လူသားတွေအတွက်မိသားစုနဲ့တငယ်ချင်းဆက်ဆံရေးရှိခြင်းကအုံနောက်ဖွဲ့စည်းပုံအထိတက်ရောက်မှုရှိတယ်လို့ဆိုထားပါတယ်စိတ်ပညာနဲ့လူမှုတဘာဝအရာလည်းပဲကျမတို့လူသားတွေကလူမှုဆက်ဆံရေးနဲ့ဆက်သွယ်ရေးကိုပဲအဓိကလိုအပ်တယ်လို့ဆိုပါတယ်ဟာဗတ်တက္ကသိုလ်ရဲ့280ကျော်တိုင်အောင်လုပ်ခဲ့တဲ့လူမှုရေးလေ့လာမှုတွေအရာလည်းပဲလူတစ်ယောက်ရဲ့ဘဝမှာပျော်ရွှင်မှုနဲ့ကျန်းမာရေးတိုးတက်မှုကိုအဓိကဆုံးဖြတ်ပေးတာကသူ့ရဲ့လူမှုဆက်ဆံရေးပဲလို့ဆိုပါတယ်တကယ်တော့တငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင်ရေးဖို့ရအဖြစ်အချက်3ချက်ပဲလိုအပ်ပါတယ်ပထမချက်ကတစ်ဖက်သားရဲ့ခံစားချက်ကိုနားထောင်ပေးတတ်ရမှာပါဒုတိယချက်ကတစ်ဖက်သားရဲ့ခံစားချက်တွေကိုမိမိကိုယ်တိုင်ဝင်ရောက်ခံစားနားလည်ပေးတတ်ရမှာပါတတိယချက်ကတော့မမြင်မတွေ့ရတဲ့အခိုက်အတန့်တွေမှာတော့မှအနားမှာရှိပေးသလိုမျိုးစိတ်လုံခြုံမှုနှွေးထွေးမှုကိုပေးနိုင်ရမှာပါသုတေသနတစ်ခုအရမေရာညူယုံလို့ခေါ်တဲ့ကျမတို့ရဲ့အုံနောက်အစိပ်ပိုင်းတစ်ခုကမိမိတငယ်ချင်းရဲ့ငိုတံကိုကြားယုံနဲ့သူ့ကိုချက်ချင်းနှစ်သိမ့်ပေးခြင်းနဲ့စိတ်ကိုလှုပ်ဆော်ပေးနိုင်တယ်လို့ဆိုပါတယ်ဒါကြောင့်စိတ်ပညာရှင်တွေကရှစ်တာကခံစားတတ်တာနဲ့တပြေးညီဖြစ်နေတယ်လို့ဆိုတာပါ empathy လို့ခေါ်တဲ့တတူခံစားပေးတဲ့ရှင်ကတငယ်ချင်းကောင်းဖြစ်ဖို့အတွက်အခြေခံအကြဆုံးအချက်ပဲဖြစ်ပါတယ်တငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့သိပ္ပံနည်းကျနီလန်လေးတွေကရောဘာတွေများဖြစ်မလဲနံပါတ်1 active listening ပါတစ်ဖက်လူရဲ့ရင်ဖွင့်ပြောဆိုချက်တွေကိုဟန်ဆောင်ပတ်ဆောင်နားထောင်နေတာမျိုးမဟုတ်ဘဲနဲ့ကျမတို့တွေကတေးသေးချာချာအာရုံစူးစိုက်ပြီးတော့မှလက်တွေ့ခံစားပေးရမှာပါနံပါတ်2ကတော့ consistency ပါကျမတို့တွေကတငယ်ချင်းတွေမိတ်ဆွေတွေကိုမကြာခဏအဆက်အသွယ်ပြုလုပ်ပေးရပါမယ်အဆက်အသွယ်မပြုလုပ်တာကြာလာတဲ့အခါမှာကျမတို့တွေကအထီးကျန်ပြီးတော့မှစိတ်ပင်ပန်းမှုကိုပုံမှုပြီးတော့မှမြင့်တက်လာစေလို့ပါနံပါတ်3ချက်ကတော့ non judgmental support ပါတစ်ဖက်လူကိုအမြဲတမ်းအပြစ်တင်နေတာမျိုးမပြုလုပ်ဘဲနဲ့သူ့ရဲ့သဘောထားခံယူချက်ထင်မြင်ချက်ယူဆချက်တွေကိုနားလည်လက်ခံပေးရမှာပါဒီလိုပြုလုပ်ပေးခြင်းကကျမတို့အုံနောက်အတွင်းက oxytocin ကိုမြင့်တက်စေပြီးတော့မှကိုယ်ပိုင်ယုံကြည်မှုကိုလည်းတိုးတက်လာစေလိုပါတငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့သဘောထားကြီးခြင်းကနေစဖို့မလိုပါဘူးသိပ္ပံနည်းကျလက်တွေ့ခံစားပေးခြင်းလက်ခံပေးခြင်းအဖြစ်တငယ်ချင်းကောင်းဖြစ်နိုင်ပါတယ်အနားမှာမရှိပေးနိုင်ရင်တောင်မှကိုယ့်ရဲ့စကားတစ်ခွန်းကတစ်ဖက်လူရဲ့ရင်ထဲကတောကအပူမီးကိုငြိမ်းစေနိုင်တယ်ဆိုရင်ပဲကျမတို့ကတကယ်ကိုတမိုးရှိတဲ့ဆက်ဆံရေးတစ်ခုကိုတိစောက်နိုင်ပြီပဲဖြစ်ပါတယ်လူကြီးမင်းတို့မှလည်းပဲအနည်းဆုံးတငယ်ချင်းကောင်းတစ်ယောက်လောက်တော့ရှိကြလိမ့်မယ်လို့ယုံကြည်ပါတယ်ကို့မှာတငယ်ချင်းကောင်းတွေရှိသလိုမျိုးပဲကိုယ်တိုင်ကလည်းတစ်ဖက်သားရဲ့တငယ်ချင်းကောင်းတစ်ယောက်အဖြစ်ရှိနေပေးဖို့လိုအပ်ပါတယ်လူတစ်ယောက်မှာတငယ်ချင်းကောင်းမိတ်ဆွေကောင်းရှိတာကတကယ်ကိုတမိုးဖြစ်နိုင်တဲ့ဆုလက်တစ်ခုပါပဲအကယ်၍လူကြီးမင်းအနေနဲ့တငယ်ချင်းကောင်းတွေကိုတယောက်တည်းမကပိုင်ဆိုင်ထားရပြီဆိုရင်တော့သူတို့ကိုတန်ဖိုးထားဆက်ဆံပေးဖို့တိုက်တွန်းလိုက်ပါရစေရှင်တငယ်ချင်းကောင်းမိတ်ဆွေကောင်းဆိုတာကဘဝမှာအင်မတန်ခြားပါတဲ့ယတနာလေးတွေဖြစ်နေလို့ပါပဲရှင်